Caroline ရုပ်ရှင်ကဖြစ်ရမှန်ကိုအခြေခံပြီးတော့ရိုက်ထားခဲ့ရတယ်။ကျဲသီးမျက်လုံးနဲ့ Caroline ခောက်တာလေးကိုမှတ်မိကြမယ်ထင်တယ်။ Caroline ရုပ်ရှင်ရဲ့ plot တွေ twist တွေဇာတ်ကြောင်းတွေကတော့ Arthur ရဲ့စိတ်ကူးစိတ်သန်ဖန်တီးမှုနဲ့ပုံဖော်ထားတာဖြစ်တယ်။ဒါပေမဲ့ကျဲသီးမျက်လုံးတွေအတက်ခံခဲ့ရတယ်။1994ခုနှစ်က main ကလေးငယ်တစ်ယောက်ကို inspire လုပ်ပြီးတော့ character ဖန်တီးထားခဲ့1994ခုနှစ် Hampshire United Kingdom မှာဖြစ်ခဲ့အဖြစ်အပျက်တစ်ခုဒီအဖြစ်အပျက်က Caroline novel ကိုရေးသားခဲ့ Arthur Neil Gaiman ရဲ့မွေးရမြေဖြစ်တဲ့ Hampshire မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်တဲ့ကောင်မလေးကလေးမလေးတစ်ယောက်ကအဖွားဖြစ်တဲ့သူနဲ့အတူတူနှစ်ယောက်တည်းနေထိုင်ခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့အမေဖြစ်တဲ့သူရဲ့အဖေဖြစ်တဲ့သူနှစ်ယောက်စလုံးကအိမ်မီးလောင်မှုမှာနှစ်ယောက်လုံးဆုံးပါသွားခဲ့ပြီးတော့အဖွားဖြစ်တဲ့သူကကလေးမလေးကိုခေါ်ယူပြီးတော့မွေးစားထားခဲ့တယ်။အဖွားဖြစ်တဲ့သူကကလေးမလေးကိုအယမ်းစိတ်ပူရဲစိုးရိမ်နေဘသူနဲ့မှလည်းပေးမစို့ဘူးဘယ်ဦးမှလည်းပေးမသွားဘူးတငယ်ချင်းလည်းမထားရအောင်အပြင်လည်းမထွက်ဆိုရအောင်ကလေးမလေးကိုအိမ်ထဲမှာပဲထားခဲ့တယ်နှစ်တည်ကြလာတဲ့အချိန်မှာပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကဒီကောင်မလေးအိမ်ထဲမှာရှိနေရဲဆိုတာကိုသိပေမဲ့မတွေ့ကြရဘူးအဲ့ဒါကြောင့်မလို့သူတို့ကသိချင်စိတ်တွေဖြစ်လာတယ်ကလေးမလေးကိုအိမ်ထဲကနေအပြင်ကိုခေါ်ထုတ်ဖို့အတွက်အကုန်လုံးကြိုးစားကြမယ်ကလေးတဘာဝသူတို့ကဆက်စုချင်စိတ်ကြောင့်အဖွားနဲ့ညီမလေးနေတဲ့အိမ်ကိုညတညမှာဖောက်ထွင်းပြီးတော့ဝင်ကြည့်ကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ညတညမှာတော့ဒီအဖွားမသိအောင်လို့အိမ်ကိုဖောက်ထွင်းပြီးတော့ဝင်ခဲ့ကြတယ်။ဝင်သွားတဲ့အချိန်မှာကလေးရဲ့အယုတ်တွေလည်းမတွေ့သလိုအဝတ်အစားတွေကလေးရှိနေတဲ့အရေးအယောင်အခြေအနေတွေကိုမတွေ့ကြရဘူးတဲ့။ခိုးဝင်လာတဲ့ကလေးတစုကကလေးမလေးအခန်းလို့ယူဆရတဲ့အခန်းတစ်ခုကိုတိတ်တိတ်ကလေးခိုးပြီးတော့ဝင်သွားကြတယ်။အခန်းထဲရောက်သွားတဲ့အခါမှာကလေးမလေးရဲ့တည်ဆုံးနေတဲ့အလောင်းတစ်ခုကိုပဲတွေ့ရှိခဲ့ကြရတယ်။ဒီအလောင်းကလည်းလောင်ကျွမ်းနေပြီးတော့မျက်လုံးနှလုံးနေရာမှာမျက်လုံးတွေကမရှိနေတော့ဘူး။ကြယ်သီးနှလုံးပဲရှိနေခဲ့တယ်။ပြီးရင်ကလေးမလေးရဲ့နှာခမ်းနေရာမှာချုပ်ရိုးတစ်ချောင်းကိုတွေ့ရှိခဲ့ကြတယ်တဲ့။ခိုးဝင်လာတဲ့ကလေးတွေလည်းဒီအိမ်ထဲကနေပြန်ထွက်ပြီးတော့သူတို့ရဲ့မိဘတွေကိုသူတို့တွေ့ရှိခဲ့တဲ့ကောင်မလေးရဲ့အကြောင်းကိုပြန်ပြီးတော့ပြောခဲ့ကြတယ်။နောက်မှာတော့ကလေးမလေးရဲ့အဖွားဖြစ်တဲ့သူကိုစိတ်ကျန်းမာရေးဆေးရုံကိုပို့ခဲ့လိုက်ကြပြီးတော့သူမရဲ့အကြံရှိနေတဲ့ဘဝတစ်လျှောက်လုံးကိုစိတ်ကျန်းမာရေးဆေးရုံမှာပဲဖြတ်တန်းစီခဲ့ကြရတယ်။ဘာကြောင့်လဲဆိုတော့ဒီကလေးမလေးကမိဘတွေရဲ့မီးလောင်မှုမှာတွေကအဖေနဲ့အမေနဲ့အတူရောထွေးပြီးမီးလောင်ကျွမ်းပြီးတော့အသက်ဆုံးရှုံးသွားခဲ့ပြီးဖြစ်တယ်။ဒါပေမဲ့အဖွားဖြစ်တဲ့သူကမိမလေးကိုချစ်လွန်းတဲ့အတွက်ကြောင့်မို့လို့ဒီမိမလေးရဲ့လောင်ကျွမ်းနေတဲ့ခန္ဓာကိုယ်ကိုယူထားခဲ့ပြီးတော့သူ့ရဲ့မိမလေးကတက်ရှိထင်ရှားရှိသေးတယ်သူကျွေးမွေးဆောင်ရှောက်မယ်ဆိုပြီးတော့ပတ်ဝန်းကျင်ကိုတည်လွှင့်ခဲ့ပြီးသူကဒီမိမလေးကိုအယုတ်တရုတ်လိုမျိုးဖန်တီးပြီးတော့အိမ်နဲ့အတူတူခေါ်ထားခဲ့တာဖြစ်တယ်။ဒါကတော့ Caroline ရုပ်ရှင်စပြီးတော့ဖြစ်ပေါ်လာတဲ့ base လုပ်ထားတဲ့ Wednesday ဒီစက်ကြောင်းလေးကိုပြန်ပြီးတော့ sharing လုပ်ပြရပါ